带没了送票比较，今朝地铁我要了。第二都个第六件山路也来出来个，今朝都第都个表达难个，比较来得老马来今朝都南面的嘛，今朝都太等阿了说，数目表态。今朝啊，不来面那边都搞过一打破个主张比较，不上比到那些老安那个的上月那个的，来面那边都搞过一打破也讲上，讲那搞不，但是没苦啊了，今朝都打工越工，老难的老没说比了。နိုင်ငံလုံးလွှမ်းခြုံတဲ့ဖွဲ့စည်းတစ်ခုကိုထူထောင်ပြီးတော့ MRDA ဆိုပြီးမြန်မာတော်ဝန်ကတက်တော်ဆိုပြီးထူထောင်လိုက်တယ်ကျွန်တော်ငယ်ငယ်ကစစ်သားဖြစ်ချင်တယ်ဒါပေမဲ့အကြောင်းကြောင့်စစ်သားတွေကိုယွံမုန်းစရာတွေတွေ့လာလို့ကျွန်တော်တစ်ဖက်ကဗီဇာလည်းစစ်သားဖြစ်ချင်ပါရဲ့နဲ့ကျွန်တော်အဲ့ဒီဘဝကိုဆွန့်လွတ်ခဲ့တက်မတော်အင်ဂျင်နီယာကျောင်းတက်ခွင့်ရခဲ့ဘူးတယ်တစ်ဖက်ကတက်လက်တက်ချင်တယ်တစ်ဖက်ကလည်းဒီစစ်သားလောက်အမှားကြီးကိုရှက်တာလို့ကြောက်တာလို့ဇနာလည်းဖြစ်ရှင်နေနောက်ဆုံးတော့ကျွန်တော်အဲ့ဒီဘဝကိုဆွန့်လွတ်ပြီးတော့ဒီယူရီးယားဘက်ကိုရောက်သွားဘူးအဲ့ဒီရောက်တော့မှပို့ပြီးစိတ်နာတယ်အဲ့ဒီမှာမြင်ရတာနတ်ပြည်ကြနေတာပဲကျွန်တော်တို့နိုင်ငံရဲ့နယ်စည်းကိုကြော်လိုက်တာနဲ့ဟိုဘက်ကတိုင်းပြည်တွေကတို့တက်နေကြပြီးချမ်းသာနေကြသူတို့နိုင်ငံရောက်သွားတာနတ်ပြည်ရောက်သွားတယ်လို့ပဲတဏ္ဍရှင်တက်ရဲရဲနဲ့လူနေမှုအစင်နဲ့ဘာမှနိုင်မရပို့ပြီးစိတ်နာတယ်အဲ့ဒီကောင်တွေအဲ့ဒီကပြန်လာတော့ကျွန်တော်ဒီတရုတ်နိုင်ငံဘက်မှာပဲတခါသွားပြီးတော့လှုပ်ဖြစ်တယ်ပြန်လာပြီးတော့ကျွန်တော်ကျောင်းဆက်တက်တယ်ကျောင်းဆက်တက်ပြီးတော့တတပေးတာပွင့်တယ်ဟုတ်တယ်အဲ့ဒါပြီးတော့ကျွန်တော် NGO တစ်ခုမှာTV ယောဂတိုက်ဖြတ်ရေးကမ်ပိန်းမှာအလုပ်လုပ်ခဲ့တယ်အလုပ်လုပ်ပြီးတော့အဲ့ဒီကနေပြီးတော့ထွက်ပြီးတော့ကျွန်တော်ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်တယ်ကျက်သွန်နေခရိုင်ညင်နေတရက်ချန်နေပေါ့အဲ့လိုမျိုးလေးတွေကျွန်တော်စုထားတဲ့ငွေလေးနဲ့စိုက်ပြီးတော့အဲ့ဒါတွေလုပ်ထားတယ်လုပ်ထားတာကကျွန်တော်မခံစားရတယ်တစ်နှစ်နှစ်ပဲရှိသေးတယ်အဲ့ဒီရပင်လေးတွေဆိုလဲမသိသေးဘူးပေါ့နော်ငယ်လေးတဲ့ချက်သွန်ငင်းနေဆိုလဲကျွန်တော်အဲ့ဒီသူတို့2021ဖေဖော်ဝါရီတရက်မှာအာနာသိန်းတော့ကျွန်တော်ကအဲ့ဒီညချက်သွန်ငင်းထဲမှာကျွန်တော်ရေသွင်းရင်းနဲ့တယောက်တည်းအိပ်ပျော်နေတာကျွန်တော်အဲ့ရနိုးလာတော့ဖုန်းလိုင်းတွေပြတ်သွားတယ်ပြတ်သွားတဲ့အခါမှာစိတ်ထဲမှာတခုခုလေးနေတယ်လို့ပဲဒါပေမဲ့မနက်စောစောအိမ်ကိုပြန်လာတဲ့အချိန်မှာတော့သတင်းကြားပြီဒီစစ်တပ်ကအာနာသိန်းလိုက်တယ်ဆိုအဲ့ဒီမှာကျွန်တော်မှတစ်ဖက်ကရင်းထားလဲရှိသမျှအပုံဩပြီးရင်းထားဒီကျက်သွန်ငင်းနေရာချီမျက်နိုင်နဲ့အမျက်ပေါ့ကျက်သွန်ငင်းနေလဲလှလာကျွန်တော်ဒီကိစ္စကငါတို့ပြည်သူတွေအနေနဲ့ဒီတစ်ခါတော့လုံးဝပြက်ပြက်သားသားဆုံးဖြတ်ပြီးမှဒီကောင်တွေကိုပြက်ပြက်သားသားနိုင်အောင်ဒေါ်လာမှရတော့မယ်ပြည်သူဘဝလွတ်မြောက်ဖို့တစ်ဖက်ကလည်းငါဒီနေရာကိုရွေးချယ်တော့မယ်တစ်ဖက်ကလည်းဒီမှာကျွန်တော်ရှိသမျှလေးမြုပ်နှံထားတဲ့စိုက်ခင်းတွေလှတယ်ကျွန်တော်စိုက်ခင်းတွေဒီဘက်မှာလည်းနာမည်ကြီးတယ်အဲ့ဒီတော့ငယ်ဒီသိကြပါတယ်ဒီဒေသခံတွေဆိုကျွန်တော်စိုက်ပျိုးရေးလုပ်ရင်လည်းအဲ့ဒီတော့ကျွန်တော်စိတ်ပါဝင်သားသွားနဲ့လုပ်ခဲ့တယ်အောင်လဲအောင်မြင်တယ်အဲ့ဒီအောင်မြင်နေတဲ့အသီးပွင့်လေးတွေကိုပြစ်ပြီးတော့ကျွန်တော်ဒီထဲမှာဆန္ဒပြသပိတ်မှောက်တဲ့နေရာတွေမှာလိုက်တယ်အဲ့ဒီမှာရန်သူဘက်ကရဲဆက်ဆက်ချေမုန်းနဲ့တပ်ဖြတ်တယ်နောက်ပိုင်းမှာတော့ဒါအလုံးမဖြစ်တော့ဘူးဆိုပြီးတော့လက်နက်ကင်လမ်းစဉ်ကိုရွှေ့ပြီးဒီမှာရောက်ခဲ့တယ်ကျွန်တော်တို့မှာဘယ်ကဘာမှလည်းအားကိုးလို့မရအောင်ဘယ်ဖွဲ့စည်းမှလည်းအားကိုးလို့မရအောင်ဒီနေ့ကျွန်တော်မြင်တာကအမှန်တရားတစ်ခုအတွက်လူတွေဟာစပွဲဝိုင်းပေါ်မှာဖြည့်ရှင်းတဲ့နေစနစ်ကတိတ်ပြီးတော့အလုံးမဖြစ်တော့ဘူးလို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟန်ဆောင်ပန်းဆောင်စပွဲဝိုင်းပေါ်မှာညနာချင်းဆိုင်ပြီးတော့နိုင်ငံရေးဖြည့်ရှင်းကြပြီမယ်လို့စပွဲဝိုင်းနောက်ကလက်နက်တွေကိုလှမ်းကြည့်ပြီးတော့မှသူတို့တွေကအဆုံးဖြတ်ချကြ။အဲ့တော့လက်နက်ကင်ဖြည့်ရှင်းတာမဟုတ်ရင်လဲသူတို့တွေရဲ့မျက်လုံးကနောက်ကလက်နက်ကိုလှမ်းကြည့်ပြီးတော့ဆုံးဖြတ်ကြတယ်ဒီကနေ့ကျွန်တော်တို့နိုင်ငံကိုကြည့်လိုက်။နော်ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာတွေမှာကဘာကလက်ရှောင်နေတယ်ဒီပြဿနာတွေရဲ့နောက်မှာလက်နက်အင်အားကြီးနိုင်ငံတွေရှိနေတော့သူတို့လစ်လူရှုထားအဲ့တော့အဲ့ဓာတွေကိုဘယ်သူမှကျွန်တော်အားမကိုးကျွန်တော်ကိုယ်တိုင်လက်နက်ကင်တယ်ကိုယ်တိုင်ကင်တဲ့လက်နက်ကပြည်သူနောက်လူအတိုင်းဝိုင်းတစ်ခုလုံးအတွက်တရားမျှတမှုဖြစ်စေရငါမသေးသေးရွေးငါနိုင်တဲ့အင်အားနဲ့ဒါကိုလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီလမ်းစဉ်ကိုရွေးခဲ့ဘယ်သူအကူအညီမှလည်းမျှော်လင့်လို့မရတော့တဲ့နောက်ဆုံးဒီတလမ်းကိုပဲရွေးချယ်ခဲ့ကြကြည်ပြီးညီနာမောင်တို့စီကဒီလိုတော့ငါတို့ရဲ့နာဒီကိုငါတို့ရဲ့ကျွန်တော်ကလူပုဂ္ဂိုလ်ကိုလည်းတိုက်တာမဟုတ်ကျွန်တော်ကတော့ဒီမယိုးသားတဲ့လူတွေပေါ့ဒီကိုကျိုးရှာတဲ့အတ္တဝါဒသမားတွေကဒီတိုင်းပြည်ကိုဒီလိုအုပ်ချုပ်နေရင်တော့နော်ဘယ်တော့မှကောင်းမှာမဟုတ်တော့ကျွန်တော်သွားမြင်တာစနစ်ဆိုတာလဲလူကောင်းရင်အဲ့ဒီစနစ်မကောင်းရင်ကောင်းအောင်ပြင်အုပ်ချုပ်သွားမှာပဲလူကစနစ်ကကြိုက်တဲ့လောက်ကောင်းလူမကောင်းရင်ဒီလူကမလိမ့်တပတ်နဲ့ဒီစနစ်ထဲကနေထွက်ပြီးတော့လက်တလုံးကြားနဲ့ပြည်သူကိုဘယ်လို
နိုင်ချင်းရမလို့မဲ့စဉ်းစားမှာအဲ့တော့ကိုကျိုးရှာတဲ့အတ္တဝါဒသမားတွေကဒီတိုင်းပြည်မှာဒီလိုဆက်ပြီးကြီးစိုးနေရင်တော့ငါတို့တွေဘဝကဘာပဲလုံနေဒီနုံချာဘဝလွတ်မှာမဟုတ်တော့ငါတို့မွေးတဲ့ကလေးတွေရောအစဉ်အဆက်ကဘာအလဲမှာကျွံမျိုးဖြစ်နေပဲတိုင်းပြည်ရှင်တန်ရတော့အဲ့ဒီတော့အာရမဝါဒသမားတွေကိုတိုက်မယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ဒီထဲကိုရောက်လာစစ်ကောင်စီတင်တိုက်မှာမဟုတ်ဘူးကျွန်တော်ကတော့ဒါပုံမှန်လင်းပြောတာဤသူအပေါ်မှာကြမ်းကြမ်းတမ်းတမ်းနီးနဲ့ရုပ်မာတဲ့သူရောရင်ကြီးကြီးလေးလိန်ညာရုပ်မာတဲ့သူရောကျွန်တော်ဒီဘဝကိုပိတ်ဆက်ထားပြီးတဲ့နောက်မှာတော့ဒါတိုက်သွားမှာပဲခက်ခဲရအများကြီးဗျကျွန်တော်တို့တိုင်းပြည်မှာဘာကြောင့်ဒီလိုတိုင်းသူပြည်သားတွေရဲ့ဘဝနှုံချစုပ်ပြတ်သွားတယ်လဲဆိုတဲ့အချက်ကိုပြန်စဉ်းစားလို့ရှင်အဲ့ဒါတော်တော်ဆိုးသွားတယ်စစ်ကောင်စီတခုတည်းမဟုတ်ဘူးကျွန်တော်နိုင်ငံမှာလွတ်လပ်ရေးယူပေးတဲ့ဗိုလ်ချုပ်ကိုလည်းကျွန်တော်တို့တော်လိုင်းသမားအချင်းချင်းပဲပြောရရင်နိုင်ငံကောင်းဆောင်အချင်းချင်းပဲတတ်ပြစ်တယ်အဲ့ဒီနောက်မှာလည်းလက်ဆင့်ကမ်းလာတာကဒီတိုင်းပြည်ရဲ့အထက်ပိုင်းကောင်းဆောင်တွေကပြည်သူကိုချစ်တဲ့စိတ်ထက်သူတို့အဖွဲ့အစည်းသူတို့ကိုချစ်တဲ့စိတ်တွေနဲ့ပဲအဲ့ဒါသူတို့မှလားမဟုတ်ပြည်သူအချင်းချင်းကြားမှာနိုင်ငံရေးသမားအချင်းချင်းတွေကြားမှာလည်းကြည်ပြန်တော့လဲပြောရမှာအားနာစရာတောင်ကောင်းတယ်လူပြည်အချင်းချင်းလိန်ညာဟန်ဆောင်နေတဲ့လူတွေအများကြီးတွေ့ရတယ်ဒီဒေါ်လာရေးထဲမှာလည်းတခါတွေ့ပြန်ရောအခက်အခဲတွေအများကြီးနိုင်ငံရေးနဲ့စီးပွားရေးလှုပ်ရှားတဲ့လူတွေအများကြီးတွေ့မရိုးသားတဲ့လူတွေညှက်ပါနေသေးတာလည်းခက်ခဲပဲကျွန်တော်လက်နက်ကင်ဒေါ်လာရေးစလုပ်တော့ကျွန်တော်ကိုလက်နက်ကင်ပြီးတူမီကင်ပြီးအကြမ်းဖက်တယ်လို့ပြောခဲ့တာလေအဲ့ဒါကျွန်တော်တို့တစ်ချိန်ကကျွန်တော်တို့ဝင်းရံပေးခဲ့တဲ့အမတ်တချို့ပါကျွန်တော်ဖုန်းနဲ့ဆက်ပြီးရန်လုပ်တယ်ကျွန်တော်နောက်ကလိုက်တဲ့လူတွေကိုစိတ်ဓာတ်တွေပြက်ပြအောင်တွေးဝေအောင်လှမ်းပြောတယ်နော်မင်းတို့ဘယ်သူကခိုင်းလို့တိုက်နေရကျွန်တော်တို့ကိုချင်းချောက်လာတဲ့ရှိအဲ့ဒီလိုမျိုးချင်းချောက်မှုတွေကြားတွေးဝေအောင်လုပ်တဲ့လူတွေကြားနောက်ငွေကြေးအခက်ခဲလက်နက်အခက်ခဲတွေကြားနေပြီးတော့ကျွန်တော်တို့ကြိုးစားပြီးဖောက်ထွက်ခဲ့တာကျွန်တော်တို့မှာလက်နက်အစစ်ဆိုတာမရှိဘူးအစမရှိဘူးပေါ့အခုတော့ကျွန်တော်တို့ဒီမှာထိုက်တဲ့အားလျော်တဲ့ပမာဏပေါ့5-6လက်တော့ကျွန်တော်တို့ကိုင်းပြီးတိုက်ပွဲဝင်နိုင်ပါပြီအဲ့ဒီမှာအဲ့ဒီအရင်မှာကျွန်တော်တို့တန်လုံးလေးတွေဖြတ်ထားတဲ့လောက်လေးခွာနေပြီးတော့စင်ကူးခဲ့တဲ့ဒူမီကနေလက်လောက်ခွန်တို့နောက်မိုင်းနောက်လက်လောက်အဝေးပြလက်နက်ကြီးတွေအဲ့ဒီနီးနဲ့လက်နက်ပိုင်းကကြတော့တတ်နိုင်တယ်များနီးပညာပိုင်းကိုလေ့လာပြီးစ조사ပြီးတော့ခုခံတယ်တစ်ဖက်ကကြတော့ကျွန်တော်တို့အင်အားတည်ဆောက်တာကထူးပြီးတော့တည်ဆောက်စရာမလိုဘူးဒီဒေါ်လာရေးထဲမှာထဲဝင်ပြည်သူတရလုံးကအကြောင်းကြောင့်မပါရဲသေးကြပြီမယ်လို့မပါနိုင်နေကြပြီမယ်လို့တကယ်တမ်းကစစ်ကောင်စီကကျွန်တော်တို့ရန်သူတတ်မှာမဟုတ်တာပြည်သူတရလုံးရဲ့ရန်သူဖြစ်နေတာကိုအဲ့ဒီတော့ထိုက်တဲ့အားလျော်စွာပြည်သူရဲ့ပူပေါင်းပါဝင်မှုတွေနဲ့တော့အခုနံပြောတဲ့မိတလောက်ညံနဲ့လက်နက်ခဲယမ်းဖန်တီးပြီးတော့ပေါ့ဒါရန်သူကိုအင်အားချင်းမမျှတဲ့ရန်သူကိုရင်ဆိုင်ခုခံထားခဲ့ရတာပဲကျွန်တော်တို့မှာလက်နက်အစစ်ဆိုတာမရှိဘူးအစမရှိဘူးပေါ့အခုတော့ကျွန်တော်တို့ဒီမှာထိုက်တဲ့အားလျော်တဲ့ပမာဏပေါ့5-6လက်တော့ကျွန်တော်တို့ကိုင်းပြီးတိုက်ပွဲဝင်နိုင်ပါပြီအဲ့ဒီမှာအဲ့ဒီအရင်မှာကျွန်တော်တို့တန်လုံးလေးတွေဖြတ်ထားတဲ့လောက်လေးခွာနေပြီးတော့စင်ကူးခဲ့တဲ့ဒူမီကနေလက်လောက်ခွန်တို့နောက်မိုင်းနောက်လက်လောက်အဝေးပြလက်နက်ကြီးတွေအဲ့ဒီနီးနဲ့လက်နက်ပိုင်းကကြတော့တတ်နိုင်တယ်များနီးပညာပိုင်းကိုလေ့လာပြီးစ조사ပြီးတော့ခုခံတယ်တစ်ဖက်ကကြတော့ကျွန်တော်တို့အင်အားတည်ဆောက်တာကထူးပြီးတော့တည်ဆောက်စရာမလိုဘူးဒီဒေါ်လာရေးထဲမှာထဲဝင်ပြည်သူတရလုံးကအကြောင်းကြောင့်မပါရဲသေးကြပြီမယ်လို့မပါနိုင်နေကြပြီမယ်လို့တကယ်တမ်းကစစ်ကောင်စီကကျွန်တော်တို့ရန်သူတတ်မှာမဟုတ်တာပြည်သူတရလုံးရဲ့ရန်သူဖြစ်နေတာကိုအဲ့ဒီတော့ထိုက်တဲ့အားလျော်စွာပြည်သူရဲ့ပူပေါင်းပါဝင်မှုတွေနဲ့တော့အခုနံပြောတဲ့မိတလောက်ညံနဲ့လက်နက်ခဲယမ်းဖန်တီးပြီးတော့ပေါ့ဒါရန်သူကိုအင်အားချင်းမမျှတဲ့ရန်သူကိုရင်ဆိုင်ခုခံထားခဲ့ရတာ